ယနေ့နိုဝင်ဘာလ18ရက် BBN ရဲ့မိုးလေဝသသတင်းစီစဉ်များကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။ယနေ့မနက်9:00နာရီခွဲအချိန်တိုင်းထွာချက်များအရဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းနဲ့တီးလင်္ကာနိုင်ငံကမ်းရိုးထဲမှာဖြစ်ပေါ်နေသောလေဖိအားနည်းရပ်ဝန်းဟာဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းနဲ့တီးလင်္ကာနိုင်ငံသို့ရောက်ရှိခဲ့ပြီးဆက်လက်တည်ရှိနေပါတယ်။အဆိုပါလေဖိအားနည်းရပ်ဝန်းဟာနောက်24နာရီအတွင်းအနောက်မြောက်ဘက်သို့ဖြင်းနှင်းစွာရွေ့လျားနိုင်တယ်လို့ခန့်မှန်းရပါတယ်။ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းနဲ့အနောက်အလယ်ပိုင်းတို့မှာတိမ်အနှဲငယ်ဖြစ်ထွန်းနေပြီးကပ်ပလီပင်လယ်ပြင်နဲ့ကျယ်ဘင်္ဂလားပင်လယ်အော်တို့မှာတိမ်အသစ်ဖြစ်ထွန်းနေပါတယ်။တနင်္လာရီတိုင်းရှမ်းပြည်နယ်တောင်ပိုင်းနဲ့အရှေ့ပိုင်းတို့မှာနေရာကျကျနေပြည်တော်ရန်ကုန်တိုင်းမန္တလေးတိုင်းပဲခူးတိုင်းမကွေးတိုင်းအေရရီတိုင်းနဲ့ကယားပြည်နယ်တို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။ရွာဖို့ရာနှုန်း80ဖြစ်ပါတယ်။ကျန်တိုင်းနယ်ပြည်နယ်တို့မှာတိမ်အသစ်ဖြစ်ထွန်းပါမယ်။မြို့ဝကျွန်းပေါ်မုတ်တမကွေမိုးတနင်္လာရီကမ်းရိုးတန်းတစ်လျှောက်နဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာတခါတရံမိုးသက်လေပြင်းများကြားရောက်ပြီးလှိုင်းကြီးနိုင်ပါတယ်။မိုးသက်လေပြင်းကျစေရေပြင်းလေဟာတနအီလမိုင်30အထိတိုက်ခတ်နိုင်ပါတယ်။လှိုင်းမြင့်မှာမြို့ဝကျွန်းပေါ်မုတ်တမကွေမွန်တနင်္လာရီကမ်းရိုးတန်းတစ်လျှောက်နဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာ10ပေမှ10ပေခန့်ရှိနိုင်ပါတယ်။မြမပင်လယ်ပြင်မှာလှိုင်းအသင့်ရှိပါမယ်။လှိုင်းမြင့်မှာရခိုင်ကမ်းရိုးတန်းတစ်လျှောက်နဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာ6ပေမှ10ပေခန့်ရှိနိုင်ပါတယ်။နောက်နေ့ရက်အတွက်ခံမှန်းချက်မှာနေပြည်တော်ရန်ကုန်တိုင်းမန္တလေးတိုင်းပဲခူးတိုင်းမကွေးတိုင်းအေရရီတိုင်းတနင်္သာရီတိုင်းကယားပြည်နယ်ကရင်ပြည်နယ်မွန်ပြည်နယ်နဲ့ရှမ်းပြည်နယ်တို့မှာနေရာကကြားမှနေရာကျကျမိုးထစ်ချုံရွာနိုင်ပါတယ်။ဒီနေ့နိုဝင်ဘာလ18ရက်နေ့ BBN ရဲ့မိုးလေဝသသတင်းများကိုတင်ဆက်ပေးသွားတာပဲဖြစ်ပါတယ်။ကျွန်မကတော့တိမ့်ပါ